ဒီနေ့တော့ဇာမနီကကြာတာပရိသတ်နဲ့တောက်ကြသမီးပေါင်းဖက်ထားတဲ့အိမ်အောင်မက်တွေအတွက်ပြပြပေးသွားပါမယ်။ဒီအတွဲဟာပညာနဲ့ဥစ္စာပေါင်းဖက်ခြင်းလို့မှတ်ယူနိုင်ပါတယ်။ကောင်းကျိုးကိုအရင်ပြောပါမယ်။ကြာတာပရိကပညာတိတ်ခါခေါင်းဆောင်မှုကိုကိုစားပြုပြီးတောက်ကြကတော့အလှအပစကားပြောကောင်းခြင်းလူမှုဆက်ဆံရေးနဲ့စီးပွားလက်လာပါကိုကိုစားပြုပါတယ်။ဒီအတွဲကတော်တော်လေးကောင်းမွန်တဲ့နက်ခတ်မိတ္တဟာယရှိကြပါတယ်။ရာဂိုင်နှုန်းနဲ့ပြောရရင်80%လောက်ကိုလိုက်ဖက်ညီတဲ့ဇုံတွဲပါအိုးအိမ်ခိုင်ခံခြင်းစီးပွားဥစ္စာတိုးတက်ခြင်းအိမ်နောက်သက်ရှေ့ကြခိုင်မြဲခြင်းတို့ကိုရရှိနိုင်ပါတယ်စီးပွားဖြစ်ထွန်းလွယ်ပါတယ်ယောက်ျားကတည်ကြည်ခန့်ညာပြီးမိန်းမကဖော်ရွေပြူငှာတဲ့အတွက်ပတ်ဝန်းကျင်မှာမျက်နှာပွင့်တဲ့ဇနီးမောင်နှံဖြစ်ပါလိမ့်မယ်မွေးလာတဲ့သားသမီးတွေကလည်းမိဘကိုအကျိုးပြုမဲ့လိမ္မာရေးကြရှိတဲ့ကလေးတွေဖြစ်လာတတ်ပါတယ်ဒါပေမဲ့လောကမှာအကောင်းကြီးတသက်မရှိဘူးဆိုတဲ့စကားအတိုင်းသတိထားရမယ့်အချက်လေးတွေရှိနေပါတယ်စကားများရန်ဖြစ်လွယ်ပါတယ်တောက်ကြသမီးကစကားများတဲ့ပွားစီပြောတတ်တဲ့ကြာတာပရိသတ်ကဆရာလှုပ်ခြင်းနဲ့ဆုံးမခြင်းနဲ့ဒီတော့မိန်းမကပြောတာကိုယောက်ျားကသီးမခံနိုင်မဲ့အိမ်နွေးရေးအသေးအဖွဲစကားများမှုတွေမကြာခဏဖြစ်တတ်ပါတယ်ငွေကြေးသုံးစွဲမှုပုံစံမတူပါဘူးတယောက်ကစုခြင်းနဲ့တယောက်ကသုံးခြင်းနဲ့ဒါကြောင့်ငွေသုံးတာနဲ့ပတ်သက်ပြီးတော့သဘောထားကွဲလဲနိုင်ပါတယ်နှစ်ယောက်စလုံးကကိုယ့်အရေးချင်းနဲ့ကိုထက်မြက်ကြသူတွေမို့ငါစကားမှငါစကားဆိုပြီးမာနပြိုင်မိရင်အိမ်အောင်ရေးအေးဆက်သွားတတ်ပါတယ်ဂရုပြုပါအိမ်အောင်ตายရပြီးစီးပွားတက်အောင်ဒီရရာတွေကိုဆောင်ရွက်ပါဖယားကန်းမှာပန်းအမြဲဝင်နေပါစေအထူးသဖြင့်တောက်ကြသမီးကဖယားပန်းမှညိုးအောင်ဂယူဆိုင်ပါအိမ်ဖယားမှာပန်းရောင်အဖြူရောင်ပန်းတွေထိုးပေးပါအကျိုးပေးအယောင်ကအပြရောင်အဝါရောင်ဖတ်ဖူးရောင်အစိမ်းနုရောင်လေးဖြစ်ပါတယ်အရေးကြီးကိစ္စတွေလုပ်ရင်ဒီအဝေစားအယောင်တွေကိုတွဲဖက်ဝစ်ဆင်ပေးပါတောက်ကြနေ့တွေမှာခရီးဝေးအတူသွားတာတတိထားပါမသွားရဘူးလို့မဆိုလိုပါဘူးသွားရင်စကားများတဲ့လို့တတိထားခိုင်းတာပါနော်အဲ့ရဝင်ကန်ဒီငွေစရင်မရှင်းပါနဲ့စိတ်သဘောထားကွဲလဲတက်လို့မနှက်ခင်းစိတ်ကြည်တဲ့အချိန်မှသာငွေရေးကြေးရေးတိုင်ပင်မှာတယောက်နဲ့တယောက်ဆရာမလုံးမိပါစေနဲ့ကြာတာပရိသအနေနဲ့မိန်းမကိုအယမ်းဆရာမလုံးမိဖို့နဲ့တောက်ကြသမီးအနေနဲ့ယောက်ျားကိုအယမ်းရစ်မနေမိဖို့အထူးရှောင်ကျဉ်ရပါမယ်